ဆွေရပါပြီအိမ်တလုံးရပါပြီကားတစ်စီးရပါပြီအသက်မွေးဝန်ဆောင်ပြုနိုင်လို့အလုပ်တစ်ခုရပါပြီဆိုကြပါတော့မယ်နော်ဒါပေမဲ့မိတ်ဆွေကတောင်းမပြောရှင်းတာလေအဲ့ဒါတွေရတယ်ဒါပေမဲ့ညာလိုက်မိတ်ဆွေကတစ်ခုလိုနေတယ်ဝေမကြဖြစ်နေတယ်စိတ်တိုင်းမကြဖြစ်နေတယ်လို့မိတ်ဆွေခံစားနေရတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ပျော်ရွှင်မှုအစစ်ကိုရှာဖွေဖို့အတွက်အရင်ဆုံးကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မြစ်တာရက်ခံပါတယ်သိကြတယ်မိတ်ဆွေခံစားနေရတဲ့ဒီစိတ်အလိုမကြမ်းမှုတွေဖြစ်နေတာကတော့မိတ်ဆွေရဲ့ပျော်ရွှင်မှုဆိုတာကတော့အပြင်မှာမရှိပါဘူးမိတ်ဆွေရဲ့အတွင်းထဲမှာပဲရှိပါတယ်လို့ပြောချင်ပါတယ်ဒါဆိုမိတ်ဆွေရဲ့မတိစိတ်ကိုကျမတို့ပြန်ခေါ်ကြည့်ပါမယ်မတိစိတ်ဆိုတာကတော့ကိုယ်တော်မတိလိုက်တဲ့နဲ့အတွင်းထဲမှာကိန်းအောင်နေတဲ့မိတ်ဆွေရဲ့တန်ဖိုးထားရတဲ့အရာဖြစ်ပါတယ်ဆိုရပါတော့မိတ်ဆွေကရထားတဲ့ဟာတွေမိတ်ဆွေရဲ့ဒီအတိစိတ်ပေါ့နော်အတွက်ဖြစ်တယ်ကိုကမိသားစုကိုကောင်းကောင်းပြုစုခြင်းလို့အလုပ်ကောင်းကောင်းရှာတယ်ရတယ်ပိုက်ဆံတွေရလာတယ်ဆိုရပါတော့ကိုကအိမ်အောင်ရေးတာယာမှုတွေရလာတယ်အရာအားပြည့်စုံနေတာတော့တစ်ခုခုကလိုနေတယ်တစ်ခုခုကမကြင်မနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်သိကြတယ်ဒါကတော့မိတ်ဆွေရဲ့ဉာဏ်ပညာအသိစိတ်နဲ့ပြုလုပ်ထားပြီးရထားတဲ့အရာတွေဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေရဲ့မသိစိတ်ကတော့တောင်းတနေစေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကပျော်ရွှင်မှာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့ရဲ့မသိစိတ်ပေါ့နော်မိတ်ဆွေရဲ့မသိစိတ်အတွက်မိတ်ဆွေကတစ်ခါတလေကြာရင်ကိုလုပ်နေတဲ့အရာကိုအောင်မြင်နေတဲ့အရာလုပ်နေရင်းနဲ့မသိစိတ်ကတောင့်တက်လာတဲ့အခါမှာအဲ့ဒီမသိစိတ်ကတော့အနှောက်အယှက်ပဲဂုဏ်သိက္ခာကျတယ်အဲ့လိုထင်နေပါတယ်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ကျမကမသိစိတ်ဘယ်လောက်တောင်အရေးကြီးပြီးတော့မသိစိတ်ကိုကဒီလိုမရှိဘဲနဲ့ကောင်းကောင်းဖော်ထုတ်နိုင်မှာသိစိတ်ကပျော်ရွှင်မှုအစစ်ကိုရမှာလို့ဆိုချင်ပါတယ်။ဒါဆိုရင်မသိစိတ်ကမိတ်ဆွေရဲ့အသိစိတ်ကိုအတွင်းစိတ်ကိုပိုစားပြုပါတယ်။ဒါလည်းမိတ်ဆွေမသိပါဘူး။ဘာလို့ပေါ့နော်ဒီမသိလဲဆိုလို့ရှိရင်တော့မသိစိတ်ဖြစ်နေလို့ပါအဲ့ဒါဟာမိတ်ဆွေရဲ့တန်ဖိုးဟိုအတွင်းထဲမှာမိတ်ဆွေရဲ့တန်ဖိုးတွေနဲ့မိတ်ဆွေရဲ့ရည်ရွယ်ချက်တွေတကယ်မိတ်ဆွေရဲ့အမှန်တရားတွေကမသိစိတ်ထဲမှာပဲကိန်းအောင်နေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့မိတ်ဆွေကရလာတာတွေတကယ်အမှန်တကယ်ကတော့မိတ်ဆွေရဲ့လိုချင်နေတဲ့အရာတွေမဟုတ်ဘူးအဲ့တော့ရှင်းရှင်းလေးကတော့အရင်ဆုံးပေါ့နော်မသိစိတ်ထဲကိုသွားပြီးတော့မသိစိတ်ရဲ့ပြောတဲ့စကားလမ်းလေးကိုနားထောင်ကြည့်ပါဥပမာနည်းနည်းချင်းနဲ့ဒုက္ခတွေမတွေ့ချင်ဘူးဒါမိတ်ဆွေတောင့်တနေတဲ့မသိစိတ်ထဲကငြင်းချမ်းခြင်းနဲ့စိတ်ကလေးဖြစ်ပါတယ်ဒါဆိုရင်ကိုဘယ်လိုခံစားနေရလဲအခုဟန်ချက်ညီနေပြီလားတကယ်ပျော်ရွှင်မှုအစစ်ရနေပြီလားနေတိုင်းပျော်ရွှင်နေပြီလားအများအားကျေးဇူးတင်တဲ့စိတ်ကရှိနေပြီလားအများအားကို positive thinking တွေကလုပ်နိုင်ပြီလားဆိုလို့ရှိရင်မလုံနိုင်သေးပါဘူး။အကြောင်းလည်းဆိုလို့ရှိရင်တော့အတင်းစိတ်ထဲမှာကိန်းအောင်နေတဲ့စိတ်နဲ့အပြင်မှာလုပ်နေတဲ့အရာတွေကအဝင်ဝင်ကြမဟုတ်လို့ဖြစ်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့အမှန်တရားကိုနော်ဘာလို့ခြင်းလဲဆိုတာကလည်းအရေးကြီးပါတယ်။အဲဆိုမိတ်ဆွေရဲ့မသိစိတ်ကဘာလိုမျိုးလဲဆိုလို့ရှိရင်အရန်ကိုကြီးမားတဲ့စွမ်းအင်ရှိတဲ့စိတ်တစ်ခုဖြစ်ပါတယ်။တကယ်မိတ်ဆွေကပျော်ရွှင်ခြင်းနဲ့မိတ်ဆွေရဲ့မသိစိတ်ကအရေးကြီးဆုံးပဲဖြစ်ပါတယ်မိတ်ဆွေရဲ့အသိစိတ်နဲ့မသိစိတ်ကအရေးကြီးဆုံးဖြစ်တယ်ဒါဆိုရင်ဒီလိုမျိုးဖြစ်စဉ်ဒီလိုမျိုးစိတ်တွေခံစားနေရတာကတော့မိတ်ဆွေတစ်ယောက်တည်းမဟုတ်ပါဘူးเนาะဒီမှာငြိမ်းချမ်းခြင်းတဲ့လူတွေအတော်များများဖြစ်လာတယ်ဒါဆိုရင်မိတ်ဆွေလည်းစတင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အရင်ဆုံးကျမရဲ့ channel လေးကို like follow and subscribe လုပ်ပေးထားဖို့တောင်းခံချင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုကျမကမိတ်ဆွေရဲ့เนาะဒီစိတ်တက်ပိုင်းဆိုင်ရာတက်ကြွမှုဘလို့ပြင်ဘလို့သိရမယ်ဆိုတဲ့အပိုင်းတွေကိုပြောပြသွားပေးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကလည်းမိတ်ဆွေအတွက်အားထားစရာတခုဖြစ်လာမှာပါလို့ကျမကအာမခံပြီးပြောရပါတယ်။ဒါကြောင့်မလို့ဒီနေ့တောင်ကြည့်ရှုပေးတဲ့အတွက်မိတ်ဆွေကိုအရန်ကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာလည်းတွေ့ကြပါမယ်လို့ပြောရင်းနဲ့ကျမရဲ့ဗီဒီယိုလေးကိုဒီနေ့ဆုံးသက်လိုက်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။